ဒီနေ့2025ခုနှစ်အောက်တိုဘာလ17ရက်ဆမ်မော University မြန်မာကျောင်းသားကောင်စီမှဦးစီးကျင်းပပြုလုပ်သောပထမဆုံးအကြိမ်သတင်းချုပ်ပွဲတော်ခမ်းနားကိုခမ်းနားမှုအဖြစ်ကျွန်တော်ဟာပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ခင်ဗျာ 오늘 2025년 10월 13일 서머대학교 myanmar학생회가 주최하는 첫 번째 주제 램프 주제에 진행을 맡은 사회자 하루와 태태입니다. 반갑습니다. ခမ်းနားများမစတင်မီခမ်းနားစီစဉ်များကိုဖျက်သွားမှာဖြစ်ပါတယ်ခင်ဗျာစီစဉ်1ရခမ်းနားဖွင့်လှစ်ကြောင်းကြေညာခြင်းစီစဉ်2နိုင်ငံတကာကျောင်းသားရေးရာတာဝန်ခံမှုများမှာနှုတ်ဆက်မှာစကားပြောကြားခြင်းစီစဉ်3ဆရာဆရာမများအားသတင်းချုပ်ကာလပြုခြင်းနဲ့ဂရပ်ကန်ပစ္စည်းများပြောရခြင်း 오늘 행사를 그냥 여러분 잠시 이번 행사의 의미로 간단히 소개해드리겠습니다. 오늘 우리가 함께하는 덴부 주제는 미얀마에서 매우 중요한 정통 행사 중 하나입니다. ဆက်လက်ပြီးခမ်းနားစီစဉ်နေရာမြန်မာနိုင်ငံတကာကျောင်းသားရေးရာတာဝန်ခံမှုမှာအဖွဲ့မှစကားပြောကြားပေးပါရန်စီမင်းထက်တို့ဖိတ်ကြားပါခင်ဗျာ 그럼 본격적인 시작에 앞서 국제교육유초 최재서 차장님께서 환영사를 해주시겠습니다. 여러분 따뜻한 박수로 맞이해주세요. 반갑습니다. 네, 반갑습니다. 어유 우리 미얀마 학생들 정말 많네. 제가 따로 뭐 이렇게 종이는 안 들고 왔어요. 오늘 좀 이렇게 뜻깊은 이 불출. 자 여러분 오늘 다시 한번 이 띠띠쭈 축제 축하드리면서 오늘 행사 잘 즐기시기 기원하겠습니다. 감사합니다. အစီအစဉ်3ရဆရာဆရာမများအားသတင်းချုပ်ကာလပြုမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဂရပ်ပြုမဲ့ဆရာဆရာမများနဲ့ဂရပ်ပြုကြမီကျောင်းသူကျောင်းသားများအားလုံးစီမင်းထက်တို့ရယူပေးကြပါရန်လေးစားစွာပြန်ကြားပါရခင်ဗျာ 이제 학생들이 직접 선생님들께 감사의 마음을 담아 절을 올리고 선물을 드리는 시간을 가지겠습니다. ကောင်းကျိုးလိုလားမေတ္တာထား၍တင်ကြားပြသဆုံးမချသည်နာနာဂိုင်းဝင်ကျေးဇူးရှင်ဟုဂုဏ်ရင်များက 오늘은 저희 학생들이 선생님들께 감사의 정표문 마음을 담아 드리는 날입니다. 저희는 항상 많은 지식과 가르침을 주신 선생님들께 진심으로 감사드립니다. University မြန်မာကျောင်းသားကောင်စီဝင်များမှမိတ်ဆက်စကားပြောကြပါဦးဖြစ်ပါတယ်ခင်ဗျာ 다음 순서는 myanmar 학생회 회원 소개입니다. 우리 myanmar 학생회의 소중한 마마들을 한 번씩 소개해드리겠습니다.မြန်မာဆောမယူနီဗာစီတီဟိုတယ်ရတိုရစ်စင်ဒီပါတ်မန့်မှာပထမနှစ်ပညာသင်ကြားနေတဲ့တင်းနဲ့ဆောင်ရင်းဖြစ်ပါတယ်။ညီမကဒီကျောင်းသားကောင်စီရဲ့ဒုဥက္ကဋ္ဌအနေနဲ့တာဝန်ယူလုပ်ဆောင်နေပါတယ်။ အစီအစဉ်6ရဖိတ်ကြားထားတဲ့တက္ကသိုလ်များမှာမြန်မာတာဝန်ခံများအားအမှတ်တရလက်ဆောင်များပေးရမှာလည်းဖြစ်ပါတယ်ခင်ဗျာ 다음으로는 호서대학교, 백서대학교, 남서대학교에서 와주신 미얀마 당당자분에게 감사의 마음을 전하는 시간을 가지겠습니다. ခုလိုလာတော့ဒီအကြံတကယ်ပဲကျေးဇူးတင်ရှိပါခင်ဗျာခုချိန်မှာဆက်တက်ပြီးတော့ခမ်းနားစီစဉ်ခင်းရအားလုံးဆောင်ရွက်နေကြတဲ့ဒုရေကာလစီစဉ်များကိုစတင်တော့မှာဖြစ်ပါတယ်ခင်ဗျာ 이제부터는 기다리고 기다리던 공연 시간은 시작됩니다. 오늘의 무대는 모두 소모대학교에서 다니고 있는 미얀마 학생들이 직접 준비한 멋진 무대들입니다. 각 팀이 오랫동안 연습을 하고 준비한 만큼 여러분의 큰 박수와 응원이 무대 위 학생들에게 큰 힘이 될 겁니다. 그럼 이제부터 첫 번째 공연을 시작하겠습니다. This ain't DJ, my style, this is Ray on the beat. I just say, yo, G, we do the rap and y'all
အခုဒီ lucky 7ကအကိုရီးယားနေပြီးတော့အခုဖြော်ဒီတင်ဆက်တဲ့ကျောင်းသားကျောင်းသူတွေအားလုံးကိုစုချင်းနေအနေနဲ့နှစ်သိန်းကျပ်တီးတီးစုချင်းနေတယ်လို့ကြားသိရပါတယ်ရှင်အဲ့ဒါလေး